မန်လေးသားတယောက်အနေနဲ့ကျွန်တော်တို့မြို့ရဲ့ထင်ကြရမန်လေးတောင်နဲ့ပတ်သက်တဲ့ထူဆန်ပြီးစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းဝင်ဒဏ္ဍာရီလေးတစ်ခုကိုပြောပြပေးပါရစေ။ဒါကတော့ဆန္ဒမုခိဘလူးမားနဲ့မြတ်စွာဘုရားတို့တွေ့ဆုံခဲ့ပုံလေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာမြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကဘုရားရှင်ဟာညီတော်ရှင်အာနန္ဒာနဲ့အတူဒေသစာပြီးကြွချီရင်အခုကျွန်တော်တို့မန်လေးတောင်တော်ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာမန်လေးတောင်ကိုပိုင်စားရတဲ့ဆံဃာမုနီဆိုတဲ့ဘလူးမားတစ်ယောက်ရှိပါတယ်။သူမဟာပုံမှန်တရံရောက်เสียကောင်းပြီးမြဲဖះရှင်ကိုမြင်လိုက်ရတဲ့ခဏမှတည်းရင်ထဲမှာလွန်မင်းကြီးညိုတက်ပယ်တဲ့စိတ်တွေဖြစ်ပေါ်လာပါတယ်ဘလူးမဟာဖះရှင်ကိုတခုခုလူတန်းခြင်းပေးမြဲသူမမှာဘာရနာမှမရှိပါဘူးဒါနဲ့သူမဟာဖះရှင်ပေါ်ထားရှိတဲ့တရားတရားအာကြီးလွန်းတာအကြောင်းမိမိရဲ့ရင်သားနှစ်ဖက်ကိုဖျက်ပြီးဖះရှင်ကိုအလူပြုလိုက်ပါတယ်အဲဒီအခါမှာဖះရှင်ကပြုံးတော်မူပြီးအရှင်အာနန္ဒာကိုခုလိုမိန့်ကြားတော်မူခဲ့ပါတယ်ချစ်သားအာနန္ဒာကြည်လို့ဤဘလူးမသည်ငါဖះကိုကြည်ညိုသောကုသိုလ်ကြောင့်နောက်တစ်ချိန်မှာဤတောင်ချီရင်း၌သာနာတော်ကိုထောက်ပံ့ပြီးမင်းမြတ်ဖြစ်လာလိမ့်မယ်ဘုရားရှင်ရဲ့ဗျာဒိတ်တော်တိုင်းပဲအဲ့ဒီဆန္ဒမုခိဘလူးမဟာနောက်နှစ်ပေါင်း1400ကျော်မှာမင်းတော်မင်းတရားကြီးအဖြစ်လူပြည်မှာပြန်လည်မွေးဖွားလာပြီးမန်းလေးရနာဝန်နေပြီးတော့ကြီးကိုတည်ထောင်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေမှာဆိုကြပါတယ်အခုမန်းလေးတောင်တော်ကိုတက်ရင်ဘုရားရှင်ကိုရှိခိုးနေတဲ့ဘလူးမရုပ်ထုကိုတွေ့နိုင်ပါတယ်တောင်ပေါ်မှာဖះရှင်ကတောင်ကြီးကိုလက်ညှိုးညွန်ပြနေတဲ့ရုပ်ပွားတော်ကြီးရှိပါတယ်။အဲ့ဒါကဒီနေရာမှာမြို့တီလိမ့်မယ်လို့ဗျာဒိတ်ပေးခဲ့တာကိုအထိမ့်မဲ့လုပ်ထားတာပါ။ဒီထဏ္ဍာကြီးလေးကကျွန်တော်တို့မန္တလေးမြို့သူမြို့သားတွေအတွက်တော့အရန်ကိုတန်ဖိုးထားရတဲ့ဇာတ်လမ်းလေးပေါ့နော်။နောက်ထပ်အပိုင်းမှာလည်းဒီလိုစိတ်ဝင်စားစရာပုံမြင်လေးကိုပြပြပေးသွားမှာဖြစ်လို့ဦးတို့ရဲ့ပုံမြင် channel လေးကို follow လုပ်ပေးသွားအောင်နော်။နောက်အပိုင်းမှာပြန်တွေ့ကြမယ်တတား